ရုပ်ဆောင်တူဟာသပညာရှင်တူများသားမကပဲရုပ်ရှင်သမိုင်းမှာရွှေရခရများဖြစ်ရေးထိုးခြင်းခံရတဲ့သူတယောက်ကဘာဂျိုဟာသမင်းသားတယောက်ဖြစ်မလာခင်တုန်းကလမ်းဘေးကလေးတယောက်အလုံးချမ်းများလုပ်ခဲ့ရပြီးဘဝကိုရုပ်ကန်ခဲ့ရတဲ့သူချာလီချပ်လင်ကို1889ခုနှစ်ဧပြီလ16ရက်နေ့အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာမွေးဖွားခဲ့ပြီးသူရဲ့မိဘတွေကညတေးဂီတာနဲ့ပြဇာတ်လောကမှာဖြိုးဖြေရေးသမားများဖြစ်ကြတယ်။သူရဲ့ဖခင်ကအရစ်ဆွဲသူဖြစ်ပြီးချာလီငယ်စဉ်မှာပဲမိသားစုကိုစောခွာသွားခဲ့တယ်။သူနဲ့သူရဲ့အကိုစိတ်တနီတို့ဟာအလွန်မဲဆင်းရဲမွဲတေမှုဖြစ်နေထိုင်ခဲ့ကြရတယ်။မိခင်ဖြစ်သူဟန်နာကပြဇာတ်ကားနေစဉ်အသံဆုံးရှုံးသွားတဲ့အခါ9နှစ်အရွယ်ချာလီကဆင်မြင့်ဖို့ကိုတဲရောက်ပြီးတချင်းဆိုကောက်ခုတ်ဖြိုးဖြေခဲ့တယ်။ဒါဟာချာလီပရိသတ်ရှေ့မှာပထမဆုံးအကြိမ်ဖြိုးဖြေခဲ့တဲ့အခိုက်အတန့်ဖြစ်ပြီးလူအများကိုရင်မိုးစေခဲ့တဲ့စွမ်းအားကိုသူသိရှိခဲ့တယ်။သူရဲ့မိခင်စေယိုးကခံစားရပြီးစေယိုးကကိုစေရုပ်သို့ပို့ဆောင်ခံရပြီးနောက်ချာလီနဲ့ဆက်တနီတို့ဟာလမ်းဘေးကလေးများဖြစ်လာခဲ့ကြရတယ်။သူတို့ဟာအလုပ်ရုံများမှာနေထိုင်ခဲ့ရပြီးချာလီ9နှစ်သားအရွယ်မှာပထမဆုံးအကြိမ်အလုပ်ရုံကိုဝင်ရောက်ခဲ့ရတယ်။ဆင်းရဲဒုက္ခများကြားမှာချာလီကဖြိုးဖြေခြင်းတဲ့အိမ်မင်းကိုဘယ်တော့မှလက်မလော့ခဲ့ပါဘူး။သူဟာပကံဆေးခြင်းသတင်းစာပို့ခြင်းနဲ့အယုတ်လုပ်သူအဖြစ်အလုပ်လုပ်ခဲ့သူလည်းသူရဲ့စိတ်ကအမြဲတမ်းဆင်မြင့်ဖို့မှသာရှိခဲ့တယ်။လမ်းဘေးဖြိုးဖြေသူများနဲ့ပူးပေါင်းပြီးအသက်14နှစ်မှာ The H Legacy Last လို့ခေါ်တဲ့ပြဇာတ်အဖွဲ့မှနေရာရခဲ့တယ်။အသက်16နှစ်မှာ Sherlock Holmes ပြဇာတ်မှာအဓိကသရုပ်ဆောင်နေရာကိုရရှိခဲ့တယ်။1910ပြည်နှစ်မှာအမေရိကန်ကိုတွားရောက်ရန်ဖိတ်ခေါ်ခံရပြီး1913ခုနှစ်မှာ Keystone Studios မှာတည်ပြုမိခဲ့တယ်။ဒီအချိန်မှာချာလီကသေးငယ်တဲ့ဦးထုတ်တင်းကျပ်တဲ့ကုတ်အင်ကြီးသေးငယ်တဲ့နှခမ်းမွေးပုံစံနဲ့လမ်းလျှောက်ဖို့ရည်စရာဖြစ်တဲ့ Triumph ဇာတ်ကောင်ကိုဖန်တီးခဲ့တယ်။ဒီဇာတ်ကောင်ဟာကမ္ဘာပေါ်မှာအထင်ကရအရှိဆုံးရုပ်ရှင်ဇာတ်ကောင်များထဲကတူဖြစ်လာခဲ့တယ်။1919ခုနှစ်မှာချာလီချပ်လင်ကကမ္ဘာပေါ်မှာအကြီးဆုံးကျယ်ပွဲတစ်ပွဲဖြစ်လာခဲ့ပြီးလူတိုင်းကသူ့ကိုချစ်ကြတယ်။ Hollywood Studio များရဲ့ထိတ်ချုပ်မှုကိုမခံလိုတာကြောင့်1918ခုနှစ်မှာချပ်လင်စတူဒီယိုကိုထူထောင်ခဲ့ပြီးသူ့ရဲ့ဇာတ်ကားများကိုသူ့ရဲ့ကိုယ်ပိုင်နီလာဖြစ်ဖန်တီးခဲ့တယ်။1921ခုနှစ်မှာဆင်းရဲမွဲတေမှုရုပ်ကန်ရမှုနဲ့အချက်အကြောင်းကိုဖော်ပြတဲ့ဟာသားနဲ့စိတ်လှုပ်ရှားဖွယ်ရာများပေါက်ဆက်ထားတဲ့ The Catch ရုပ်ရှင်ကိုထုတ်ဝေခဲ့တယ်။သူကရုပ်ရှင်တကားအတွက်ဒေါ်လာ1သန်းအထိရရှိပြီးကမ္ဘာပေါ်မှာချမ်းသာဆုံးနဲ့စွမ်းထက်ဆုံးပြုဆောင်ဖြစ်လာခဲ့တယ်။အတန်ထွက်ရုပ်ရှင်များစတင်လာချိန်မှာလဲချာလီကအတန်မပါတဲ့ရုပ်ရှင်တွေကိုဆက်လက်ရိုက်ကူးခဲ့ပြီး1932ခုနှစ်မှာ City Lights ကိုထုတ်ဝေခဲ့တယ်။ဒီရုပ်ရှင်ကစကားလုံးများထက်စိတ်ခံစားမှုကပိုအစွမ်းထက်ကြောင်းသက်သေပြခဲ့တယ်။1940ပြည်နှစ်မှာသူ့ရဲ့ပထမဆုံးစကားပြောရုပ်ရှင်ဖြစ်တဲ့ The Great Dictator ကိုထုတ်လုပ်ခဲ့တယ်။ဟာသားကိုအသုံးပြုပြီး Adolf Hitler ရဲ့အမုန်းတရားများကိုတိုက်ခိုက်ခဲ့တယ်။ဒီဇာတ်ကားရဲ့နောက်ဆုံးမြင်ကွင်းမှာမိခွန်းကသမိုင်းမှာစွမ်းထက်ဆုံးမိခွန်းများထဲကတစ်ခုဖြစ်ခဲ့တယ်။နိုင်ငံရေးဆိုင်ရာသတင်းစကားများနဲ့ကိုယ်ပဲအုပ်ချုပ်မှုကြောင့်ဟိုဒီဝါရှိလူတချို့ကသူ့ကိုမလိုလားခဲ့ကြဘူး1952ခုနှစ်မှာချာလီကိုအမေရိကန်မှထွက်ခွာရန်ဖိအားပေးခြင်းခံခဲ့ရပြီးသူ့ရဲ့ရင်ခွဲနာနဲ့အတူဆွစ်ဇာလန်ကိုပြောင်းရွှေ့နေထိုင်ခဲ့ရတယ်1982ခုနှစ်မှာဟိုဒီဝါကသူတို့ရဲ့အမောက်ကိုသဘောပေါက်ပြီးချာလီကိုအိုစကာဆုပေးပွဲသို့ပြန်ဖိတ်ခေါ်ခဲ့ပြီးသမိုင်းမှာအကြောက်ဆုံးဖြစ်တဲ့7မိနစ်အကြာမတ်တရဂုဏ်ပြုခြင်းကိုခံခဲ့ရတယ်ချာလီချပ်လင်က1989ခုနှစ်ဒီဇင်ဘာလ25ရက်ခရစ္စမတ်နေ့အသက်88နှစ်မှာကွယ်လွန်ခဲ့တယ်ချာလီချပ်လင်ရဲ့ဘဝကဆင်းရဲနွမ်းပါးတဲ့ကလေးငယ်တူမှာကမ္ဘာပေါ်မှာချမ်းသာပြီးကြွယ်ဝပုဂ္ဂိုလ်ဖြစ်လာနိုင်ကြောင်းပြသနေတာကြောင့်ကျွန်တော်တို့ကိုဘယ်တော့မှလက်မရှိဖို့သင်ခန်းစာပေးခဲ့ပါတယ်။သူရဲ့နာမည်ကျော်စကားစုဟာရဲမိုးချင်းမရှိတဲ့တနေ့တာဟာအခြေဖြုတ်ခြင်းတစ်ခုသာဖြစ်တယ်လို့ပြောခဲ့ပါတယ်။